ကျမအကြောင်းကိုကျမကိုကျမအရင်မိတ်ဆက်ပြသေးကျမကတော့ဖြိုးဖြိုးဟိန်းဖြစ်ပါတယ်အခုလောလောဆယ်မှာတော့ networking field ထဲမှာတော့2000ခုနှစ်လောက်ကလေးအကြောင်းပြီးကြတဲ့စပြီးမှဒီ networking ကိုစိတ်ဝင်စားတာနဲ့စပြီးမှ networking field ထဲမှာစပြီးမှ trainer အဖြစ်နေနေပဲ IBeam က2003ခုနှစ်လောက်ကလေးစထောင်ပြခဲ့တာပေါ့နော် IBeam မှာပဲအကြောင်းပြီးကြတဲ့ IBeam မှာပဲကိုပိုင်အကြောင်းလေးတစ်ခုလှုပ်ထားတယ်လှုပ်ထားပြီးအခါကျတော့ Cisco နဲ့ပတ်သက်ပြီးတော့မှစလေ့လာတယ် CCNA တို့ဘာလို့ဆိုတဲ့ training တွေစတင်တယ် Cisco training တွေနဲ့ Microsoft training နဲ့တခြားဟာတွေတင်တယ်အခုကျတော့ IBeam ကို renovated အနေနဲ့ကျတော့ renovated လုပ်တာကျတော့2015ခုနှစ်လောက်မှာပြန်ပြီးတော့မှ IBeam renovated ပြန်လုပ်ခဲ့ပါတယ်အခုလက်ရှိတော့ IBeam မှာ training manager အနေနဲ့လုပ်နေတယ်ပြီးတော့ Kinetic မြန်မာ technology မှာကျတော့ကျွန်မISP ဘိုင်းမှာလည်းလုပ်ချင်တာနဲ့ Kinetic မြန်မာ technology မှာလည်းအခုလက်ရှိလုပ်နေပါတယ် IBeam ကတော့ကျွန်မရဲ့ကိုယ်ပိုင်ကျောင်းခုအနေနဲ့ကိုယ်ပိုင် training center နဲ့ solution တစ်ခုအနေနဲ့တငယ်ချင်းတွေနဲ့ပေါင်းပြီးတော့လုပ်ထားတာပါ2010ကနေ2011ခုနှစ်မှာကျတော့ကျွန်မ network consultant အနေနဲ့ NCS မှာအလုပ်လုပ်ခဲ့ပူပါတယ်ဒီ Singtel mobile ကို provide လုပ်ရတဲ့အဲ Singtel Core network က mobile network ကို support လုပ်ပေးခဲ့တဲ့ engineer အနေနဲ့လုပ်ခဲ့ပါတယ်နောက် Nera telecommunication မှာလုပ်ခဲ့ပါတယ်ကျွန်မအဲ့ဒါနဲ့ပြီးတော့စင်ကာပူသွားပြီးအခါကျတော့ရန်ကုန်ပြန်လာတယ်မိဘတွေရဲ့ကျန်းမာရေးအခြေအနေကြောင့်အဲ့ senior network engineer အနေနဲ့ဟိုမှရတနာဘုံ teleport ရဲ့ core network မှာလုပ်ခဲ့ပါတယ်အဓိကကတော့ကျွန်မစိတ်ဝင်စားဆုံးပေါင်းရတော့စလုပ်ကြတဲ့ routing switching ပိုင်းကတော့ကျွန်မရဲ့ specialized favorite topic တစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီဟာကိုပဲကျွန်မတကယ် emphasize လုပ်ပြီးတော့မှလေ့လာခဲ့ပါတယ်အဲ့တော့ဒီ network infrastructure တစ်ခုဖြစ်ဖို့ဘာဖြစ်ပေါ့နော်ဒီ infrastructure တစ်ခုမှာဒီ routing မရှိဘဲနဲ့ဒီ7 layer တို့မှာဒီ routing မရှိဘဲနဲ့လုပ်လို့မရဘူးဆိုတော့ routing ဆိုတာဘာလုပ်တာလဲဆိုတဲ့အခါကျတော့ source network တစ်ခုကနေတစ်စင်မှာရောက်လာတဲ့ဟာကို packet တစ်ခုကိုသက်ဆိုင်ရာ destination network တစ်ခုကို forward လုပ်တာကို routing လုပ်တယ်လို့ပြောတယ်အဲ့မှာ forward လုပ်တဲ့အချိန်မှာဘယ်လို system ဘယ်သူတွေစီကနေတစ်စင်မှာကြားဖြတ်သွားရမလဲ router လို့ခေါ်တဲ့ကြားခံ device တစ်ခုဟာသွားရမယ်အဲ့ဒီကဟာကျတော့ဘာလဲဆိုတော့ intermediate system ဆိုပြီးမှပြောမယ်အဲ့ဒီက intermediate system တွေကကျတော့ဘာလဲဆိုတော့ multiple router တွေနဲ့ခံပြီးတဲ့အခါကျတော့သွားမယ်ဒီ the whole network မှာ route လုပ်တဲ့အချိန်မှာအားလုံးရဲ့ standard အနေနဲ့ကျတော့ဘာသုံးကြမလဲဆိုတော့ routed protocol ဆိုတော့ TCP/IP ကအဓိက basic networking concept မှာဆိုရင် TCP/IP ဒီအမဖြစ်မနေအဓိကလိုအပ်တဲ့ဟာတစ်ခုပါလာတယ် routed protocol အနေနဲ့ routing လုပ်မယ်ဆိုရင်ဘာတွေသုံးကြမလဲဆိုတော့ IPv4 နဲ့ IPv6 ကို routed protocol အနေနဲ့သုံးတယ်အဲ့တော့ကျွန်မ routing မှာကျတော့အားလုံးသိကြတဲ့အတိုင်းဘာရှိမလဲဆိုရင် static route နဲ့ dynamic route ကြီးတယ်အခုကျွန်မဒီမှာဆိုရင်ဘာပြောမလဲဆိုတော့အစတော့ကျွန်မ Cisco ကိုပဲ emphasize လုပ်ပြီးတော့မှနောက်ကျတော့ customer တွေကတကယ်တမ်းကျတော့ Cisco ဆိုတာလူတိုင်းမသုံးနိုင်ကြတဲ့ခါကျတော့ microtik ဒီနောက်ပိုင်းမှာ microtik ကိုကျွန်မစိတ်ဝင်စားလာတယ်စိတ်ဝင်စားလာဆိုတာ project တွေလုပ်တာဖြစ်ဖြစ် WISP တခု setup လုပ်တာဖြစ်ဖြစ် everything မှာဘာလိုအပ်တာဆိုတော့ customer တိုင်းဒီ expensive device ဆက်ဆိုင်ရင်သူတို့ project အတွက် cost effective နဲ့ efficient ဖြစ်မဲ့ solution တွေပဲလိုလာကြတယ်လိုလာကြတဲ့အချိန်မှာဘယ်သူဖြစ်ဖြစ် propose လုပ်တယ်ဆိုရင်ကိုယ်စိတ်ကတော့ကိုအရင်ကတော့ Cisco favorite မလို့ Cisco သုံးခဲ့မယ်ဆိုပေမဲ့အခုချိန်မှာလူတိုင်းကကျွန်မလူတိုင်းကအဲ့ခါဟာကို solution ကိုမြန်မာပြည်လိုနေရာမျိုး Asia Pacific လိုနေရာမျိုးကျန်တဲ့နိုင်ငံတကာမျိုးဆိုအဲ့ဒီဟာသုံးဖို့အတွက်မဖြစ်တဲ့ခါကျတော့ routing product တစ်ခုကိုကျွန်မတွေ့လာတယ်အဲ့ဒါကျတော့ဗာလဲဆိုတော့ microtik ပေါ့နော်အဲ့မှာ microtik မှာကျွန်မစမ်းပြီးတဲ့ခါကျတော့မှကျွန်မဒီ routing နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်အခုလက်ရှိကျွန်မလုပ်နေတဲ့ ISP မှာဖြစ်ဖြစ်ကျွန်မ product ကို choose လုပ်တဲ့အချိန်မှာစဉ်းစားတဲ့အချိန်မှာ design လုပ်တဲ့အချိန်မှာကျွန်မ microtik ကိုပဲရွေးဖို့စဉ်းစားလိုက်တယ်ကျွန်မလုပ်နေတဲ့အလုပ်မှာရောအခု customer တွေရဲ့လိုအပ်ချက်ကော enterprise က system integration တွေ project မှာရောအဲကျတော့ microtik ကိုပဲကျွန်မဆက်ပြီးတော့မှစမ်းပြီးတော့မှကျွန်မ engineer တွေကိုရောကျွန်မကိုယ်တိုင်ရောစပြီးတော့မှ microtik ကိုလေ့လာခဲ့တယ်အဲမှာအခုကျတော့
routing နဲ့ပတ်သက်တဲ့ feature တော်တော်များများကို MikroTik မှာစုံစုံလင်လင်တွေ့ရတယ်သူဒီဘာဖြစ်လဲ6 level မှာလား6တွေမှာသာကွဲသွားပြီမဲ့ every router တိုင်းမှာ CPU 6တာသူမှာ difference ဖြစ်သွားပြီမဲ့ every level တိုင်းမှာ full feature အကုန်လုံးပါတယ်အဲ့တော့ internet service provider တခုအနေနဲ့ရော enterprise level မှာရော SOHO user မှာရောဒီ product တခုဒီအသုံးဝင်ပြီးမှလုံးဝ effective ဖြစ်တဲ့ solution တခုအနေနဲ့သုံးတဲ့အတွက်ကြောင့်မလို့ကျွန်မဒီမှာဆိုရင် MikroTik ကိုစပြီး certificate တွေကိုစာမွေးဖြည့်တယ်လေ့လာတယ်ပြီးတဲ့အခါကျတော့လုပ်ငန်းမှာလည်းတကယ်စပြီးတော့မှအသုံးပြုဖြစ်ခဲ့တယ်အဲဒါဆိုကျွန်မဆက်ပြီးတော့မှကျွန်မ topic ကိုတစ်ချက်ပြန်ပြောပြပေးပါမယ်အဲ့မှာ routing နဲ့ပတ်သက်တယ်ဆိုရင်အားလုံးသိကြတဲ့အတိုင်း static routing နဲ့ dynamic routing ဆိုပြီးတော့မှရှိမယ်ဘာကြောင့်မလို့ routing လိုအပ်တာလဲဆိုတော့ single network တစ်ခုတည်းဆိုရင်အားလုံးသိကြတဲ့အတိုင်း broadcast domain ကိုလုံးဝမခွဲခြားနိုင်သေးဘူး layer 2 switch ဒီ single broadcast domain အတွင်းမှာပဲရှိတယ်အဲဆိုတော့ routing လုပ်တဲ့ router တွေခံလိုက်တယ်ဆိုရင်သူဘာတွေခွဲခြားသွားလဲဆိုရင် broadcast domain တွေခွဲခြားသွားတယ်အဲဆို broadcast domain ခွဲသွားပြီဆိုရင်ကျမတို့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ broadcast domain တွေရှိတဲ့အခါကျတော့ layer 2 broadcast domain တွေ broadcast ဖြစ်တာတွေကိုလည်း prevent ဖြစ်သွားမယ်နောက်တစ်ခါကျတော့ broadcast domain ခွဲတဲ့အပြင် network မှာလည်း network ရဲ့ traffic ကိုလည်းအများကြီး short ချသွားမယ် network မှာလည်း security ပို့ပြီးတော့မှကောင်းမယ် sniffing လုပ်တာတွေဘာတွေအဲ့ဒီဟာတွေအကုန်လုံးကိုပြန်ပြီးတော့မှ reduce လုပ်စေတယ် broadcast packet ကို control လုပ်လာနိုင်တယ်ပြီးတော့ network management ကိုလည်း simplify ဖြစ်စေတယ် network traffic ကိုလည်း reduce ဖြစ်စေတယ်ကမ္ဘာလုံးမှာရှိတဲ့ ISP တစ်ခုဖြစ်ဘာဖြစ်ဒီ router တစ်ခုမရှိဘူးဆိုရင်သူဒီ routing ဆိုတာမရှိဘူးဆိုရင် internet ဆိုတာလည်းမရှိနိုင်ဘူးဘလို့မှ single network အတွင်းမှာ user ပေါင်းများစွာရှိတဲ့ဟာကို single broadcast domain ဆိုတာမဖြစ်နိုင်ဘူးအဲ့ခါကျတော့ဘာကြောင့်မလို့ routing လိုအပ်တယ်လဲဆိုရင် different network တွေအကုန်လုံးကိုပေါင်းပြီးတဲ့အခါကျတော့မှဒီ biggest one enterprise network campus network app တူပဲအထီအောင်သွားပြီးတော့မှ create လုပ်လို့ရလာမလဲဆိုတော့ biggest one အထီအောင် internet တစ်ခုအထီအောင်သွားပြီးတော့မှ create လုပ်တယ်အဲ့ခါကျတော့ routing ဒီမဖြစ်မနေ infrastructure တစ်ခုမှဖြစ်ဖြစ်လက်ရှိသုံးနေတဲ့ ICT မှာဖြစ်ဖြစ် routing ဒီ essential portion တစ်ခုအနေနဲ့ဖြစ်လာတယ်အဲ့တော့ route နဲ့ပတ်သက်ရင် basic routing နဲ့ပတ်သက်ရင်အဓိကဘာလေးတွေက essential ကြလဲဆိုတော့ destination network ဆိုတာဘာလဲဆိုရင်သွားခြင်းနဲ့ကိုယ့်ရဲ့ source နေရာကနေတစ်စင်းမှာကိုသွားခြင်းနဲ့ targeted network ကဘယ်ကိုသွားမလဲဆိုတာသိဖို့လိုတယ်အဲ့ဒါဒီအဓိက essential အနေနဲ့ဖြစ်တယ်နောက်တစ်ခါကျတော့ကိုသွားမဲ့ gateway ကကိုသွားခြင်းနဲ့ destination ကိုဘယ် gateway ကနေစပြီးတော့သွားရမလဲအဲ့ဒီကဟာဘယ် gateway the IP address which will be passed through to the destination network ဆိုအဲ့ဆိုရင် routing လုပ်မဲ့ decision မှာအဓိကအရေးကြီးဆုံးဒီကိုယ့်ရဲ့ gateway နဲ့ကိုနဲ့ဒီ same set နဲ့ဖြစ်ရမယ် gateway ကိုဒီ reachable ဖြစ်ရမယ်အဲ့ဒါဒီအဓိကပေါ့နော် it must ပြည့်ခါကျတော့ administrative distance ဆိုတာကျတော့ဥပမာကိုယ့်ရဲ့ network ဒီဘယ်လောက် reliable ဖြစ်တဲ့ network လဲကိုယ့်ရဲ့ network ရဲ့ trustworthiness ကိုတိုင်းတာခြင်းနဲ့ route တစ်ခုရဲ့ routing table ထဲမှာထည့်တဲ့ route တစ်ခုရဲ့ trustworthiness ကိုတိုင်းခြင်းနဲ့ဟာဥပမာယုံကြည်စိတ်ချရဆုံးကိုယ့်ရဲ့ network အတွက်ယုံကြည်စိတ်ချရဆုံးကိုပိုင် network အဲ့ဆိုရင် directly connected route ဆိုရင်သူ့ရဲ့ administrative distance က0ပြည့်ခါကျတော့ဒါဆိုရင်သူ့မှာသတ်မှတ်ထားတဲ့ route administrative distance တန်ဖိုးတွေရှိတယ်administrative distance တွေဆိုရင်RIP ဆိုရင်120 OSPF ဆိုသူဒီဘယ်သူ့ကိုရွေးမလဲဆိုရင် administrative distance အငယ်ဆုံးဟာကိုရွေးမယ်အဲ့ဒီကဟာကျတော့ AD လို့ခေါ်တယ်နောက်တစ်ခါကျတော့ metric ကျွန်မဒီမှာပြောဖို့ကြံခဲ့ metric ကကျတော့တကယ်လို့ administrative distance တူခဲ့တယ်ဆိုရင်ကိုသွားခြင်းတဲ့ destination network ကိုဥပမာသွားခြင်းတဲ့ destination network ကို5မိုင်5မိုင်နဲ့ရောက်တဲ့ဟာနဲ့10မိုင်နဲ့ရောက်တဲ့ဟာနဲ့ဘယ်ဟာရွေးမလဲဆိုရင် metric ကို10မိုင်နဲ့5မိုင်နဲ့ရောက်တဲ့ဟာရွေးမယ်အဲ့လိုမျိုး measurement တစ်ခုအနေနဲ့သွားခြင်းတဲ့ destination ကိုတိုင်းတာတဲ့ဟာတစ်ခုပေါ့နော်ဥပမာ RIP ဆိုရင်သူ့ရဲ့
minimum hop ကိုရွေးတယ် OSPF ဆိုရင် minimum cost ကိုရွေးတယ်အဲ့ဒီကဟာကိုကြတော့ဘာလို့ပြောမလဲဆိုတဲ့အခါကျတော့ metric လို့ပြောမယ်နောက်တစ်ခုကကျတော့ scope and targeted scope ဆိုတာရှိတယ် scope and targeted scope ကကြတော့ Cisco မှာတော့ဟို IBGP create လုပ်တယ်ထားပါတော့ IBGP create လုပ်တယ်ဆိုရင်ဟို directly connected မဟုတ်တဲ့ next hop ကိုနေပါတိုက်ရိုက်စောင့်မယ်ဒါပေမဲ့အဲ့ဒီ next hop ကို reachable ဖြစ်ဖို့လိုတယ်ဆိုရင်အဲ့ဒီ route ကို gateway ကို route တစ်ခုခုနဲ့လုပ်ပေးလို့ရတယ်route OSPF နဲ့ဖြစ်ပါစေ static route နဲ့ဖြစ်ပါစေရတယ်အဲ့ပြည့်အခါကျတော့အဲ့ဒါဆိုရင်သူက IBGP ဒီ directly connected မဟုတ်တဲ့ next hop ကိုလည်းသူရောက်နိုင်တယ်ဒါပေမဲ့ microtik မှာကျတော့သူကဘာရှိလဲဆိုတော့ scope နဲ့ targeted scope ဆိုပြီးမှရှိတယ်ဥပမာကိုသွားခြင်းတဲ့ next hop ကကိုနဲ့ direct next hop ဒီ direct ချိတ်ထားတဲ့ဟာမဟုတ်ဘူးအဲ့ဒါဆိုရင် microtik မှာဘာလုပ်ပေးရမလဲဆိုရင် scope က targeted scope နဲ့ equal ဆိုလည်းကောင်း must be greater than လို့ကောင်း targeted scope ဒီအဲ့မှာ scope က30ဆိုရင်ဟိုကောင်0ထားလို့ရတယ်အဲ့လိုမျိုး scope နဲ့ targeted scope ဆိုပြီးတဲ့အခါကျတော့ distance ဟိုဟာပြန်ပြီးတော့မှအဲ့ဒီကဟာကိုပြန်ချိန်ရတဲ့ feature တစ်ခုပါလာတယ်အဲ့ဒါ microtik မှာပါတယ် Juniper မှာပါတယ် Cisco မှာကျတော့အဲ့ scope နဲ့ targeted scope ဆိုပြီးတော့မှထပ်ပြီးတော့မှရွေးစရာမလိုဘူးအဲ့တော့ဒါကျွန်မစောစောကပြောတဲ့ administrative distance ပေါ့နော် administrative distance ကကျတော့ directly connected ဆိုရင်0အဲ့ဒါကျတော့ကိုပိုင် network ဆိုရင်ကိုအတွက်ဒီ reliable အဖြစ်ဆုံး network ကိုရဲ့ကိုပိုင် network မလို့ directly connected network က0 static route က1 RIP version 1 နဲ့ version 2 က90 OSPF က130ဒါတော့အားလုံးသိကြမှာပါ routing conception IBGP ဆိုရင်200 EBGP ဆို20အဲ့မှာကိုစီကိုလာတဲ့ဟာဒီဥပမာ static route တစ်ခုနှစ်ခုရှိတယ် static route ကို fail over လုပ်ချင်တယ်သွားချင်တဲ့ destination network ကိုက primary route နဲ့ backup route ထားချင်တယ်ဆိုရင်ကိုသွားချင်တဲ့ network ကကိုအဓိက main primary route ကိုကြတော့ဘာပေးရမလဲဆိုရင် administrative distance ကို lower administrative distance ပေးပြီးမှ backup route ကို higher administrative distance ပေးဥပမာ destination network တစ်ခုကို RIP version 2နဲ့ရောက်နိုင်တယ် OSPF နဲ့ရောက်နိုင်တယ်အဲ့ဒါဆိုရင် तू ဘယ်သူ့ကိုရွေးမလဲဆိုတဲ့အခါကျတော့ RIP version 2ကိုရွေးမယ်ဘာဖြစ်လို့ဆို lower administrative distance ဖြစ်တဲ့ဟာကိုရွေးမယ်အဲ့ဒါဆိုရင် administrative distance တွေဒီ router တိုင်းမှာ configurable လုပ်လို့ရတယ် microtik မှာလည်းသူ့ရဲ့ administrative distance ကိုကြိုက်တယ်လို့ပြန်ပြီးတော့မှချိန်လို့ရတယ်ချိန်တဲ့အချိန်မှာ1 to 255ရှိတယ်1 to 255မှာဆိုရင်1ဆိုရင် तू ကအနည်းဆုံးပေါ့နော်255ဆိုရင် the worst case အဲ့ဒါဆိုရင်အဲ့ဒီ255ဆိုပြီးမှ route တစ်ခုကိုထားလိုက်တယ်ဆိုရင်အဲ့ဒီ route ကိုလုံးဝ discard လုပ်ပြလိုက်ပြီးတော့မှ routing table ထဲမှာ install မလုပ်တော့ဘူးဒါကြတော့ administrative distance ကို microtik မှာဘယ်မှာသွားချိန်မလဲဆိုတော့ဒီ routing information base IP တဲက route တဲကနေတစ်စင်းမှာဒီ administrative distance ကိုသွားပြီးတော့မှချိန်လို့ရတယ်အဲ့မှာအဲ့ဆိုရင်ဒီ routing information ကိုတွေ့ရမယ် distance က directly connected ဆိုရင်ဒီမှာပြောထားတဲ့အတိုင်းပဲ0 DAO ဆိုရင် D ဆိုတာ dynamic A ကကြတော့ active O ကကြတော့ OSPF အဲ့မှာဆိုရင် administrative distance က130 connected route တွေဆိုရင်0အနေနဲ့တွေ့လိမ့်မယ်အဲ့ဒါဆိုရင်ဒီအနီပြထားတဲ့နေရာဆိုရင်ဒါ microtik မှာဆိုရင် AD ကိုတန်ဖိုးကိုပြတာကျွန်တော်တို့ကိုယ့်အကို default route က2ချောင်းရှိတယ်ထားပါတော့ default route 2ချောင်းရှိတဲ့နေရာမှာတစ်ချောင်းက primary route အနေနဲ့ထားခြင်းနဲ့တစ်ချောင်းကို backup route အနေနဲ့ထားခြင်းနဲ့ဆိုရင်တစ်ချောင်းရဲ့ administrative distance ကိုဒီ distance နေရာမှာသွားချိန်လို့ရတယ်30ဆို30ချိန်လို့ရတယ်အဲ့ဆိုရင်နောက်တစ်ချောင်းက1နောက်တစ်ချောင်းက30ဆိုရင် primary route ဒီ1ရှိတဲ့ဟာကို lower administrative distance ကိုပဲသူရွေးသွားလိမ့်မယ်အဲ့ဆိုရင် route တစ်ခုကိုကျွန်တော်တို့ဘယ်လိုရွေးချယ်မလဲ routing table ထဲမှာ best route ကိုဘယ်လိုသွားမလဲဆိုတဲ့အချိန်ကျရင်အရင်ဆုံးကိုသွားခြင်းတဲ့ gateway ဒီအရင်ဆုံး gateway ထားမဲ့ interface gateway နဲ့ချိန်တဲ့ interface ဒီ app ဖြစ်နေလားမဖြစ်နေလားဆိုတာအရင်စစ်ရမယ်အဲ့ဒါအရေးကြီးဆုံးပဲ gateway ဒါ app မဖြစ်ဖဲရင်တော့ဘယ်လောက်ကြီးကိုက whole way travel shoot လုပ်နေလဲကိုယ့်စီမှာရှိတဲ့ interface လေး app ဖြစ်လားကိုနဲ့ချိန်ထားတဲ့ gateway က reachable ဖြစ်လားဆိုတာကိုအရင်ဆုံးကြည့်ရပဲနောက်တစ်ခါကျတော့အဲ့ဒီသွားခြင်းတဲ့ destination network မှာ longest prefix ကိုရွေးရမယ်ဆိုတာဥပမာ 10.0.0.0/24 တခုရှိတယ်ဥပမာသွားခြင်းတာ 10.0.100 ကိုသွားခြင်းတာထားပါတော့ 10.0.1.0/20 10.0.0
တော့100/24ရှိတယ် 10.0.0.128/96/28 ရှိတယ်အဲ့ဆိုရင်/8 ရယ်/24 ရယ်/28 28ရယ်ဆိုရင်ဘယ်သူ့ကိုရွေးမလဲဆိုရင်/28ကိုရွေးမယ်ဒုတိယအနေနဲ့ဆိုရင်သူဘာကိုရွေးမလဲဆိုရင် longest prefix ကိုရွေးမယ်တကယ်လို့နောက်တစ်ခါကျတဲ့အခါဘာရွေးမလဲဆိုရင် lowest administrative distance ကိုရွေးမယ်တကယ်လို့ administrative distance ကလည်းအကုန်တူတူ alternative path နှစ်ခုထပ်ရှိတယ်ဆိုရင်တော့အဲ့ဒီမှာ OSVF နဲ့သွားတယ်ဆိုရင်ဒါမှတော့ metric အနေနဲ့ဟို lowest metric ကိုရွေးမယ်ဥပမာ cost 10နဲ့သွားတာရယ် cost 10နဲ့သွားတာရယ် cost 20နဲ့ဆိုရင် routing table ထဲမှာဘယ်သူ့ကိုအရင်ဆုံး install လုပ်မလဲဆိုရင် lowest metric ရှိတဲ့ဟာကိုပဲ install လုပ်မယ်static route နဲ့ dynamic route နဲ့ဘာတွေကွာလဲ static route ကဆိုတာကြတော့ကိုသွားချင်တဲ့ network ကို gateway ကို administrator ကနေတစ်စက်မှာ manually specify လုပ်ပေးရမယ့်ဟာကြတော့ static route dynamic routing ကကြတော့ तू က network information ကိုနဲ့ချိန်ထားတဲ့ neighbor တွေစီမှာတယောက်နဲ့ routing protocol ကိုအသုံးပြုမှ information တွေကို automatically update လုပ်တယ် advertise လုပ်တယ်အဲ့ဒီကဟာကdynamic routing protocol တစ်ခုခုကိုသုံးတယ်။သွားချင်တဲ့ destination network ကို specifically define လုပ်เสียမလို့ပဲနဲ့ကိုယ်မှာရှိတဲ့ကိုယ့်ရဲ့ information ကိုယ့်ရဲ့ link information တွေကိုကိုယ်နဲ့ချိန်ထားတဲ့ neighbor တွေစီကို advertise လုပ်ပြီးတယောက်နဲ့တယောက်ကို information exchange လုပ်ရင်းနဲ့မှ automatically best path ကိုရွေးချယ်ပေးတဲ့ဟာကိုကြတော့ dynamic routing လို့ပြောမယ်။ static routing မှာစောစောကကျွန်မပြောသလိုပဲ failover လုပ်ချင်တယ်ဆိုရင်administrative distance ကိုသွားချိန်လို့ရတယ် dynamic routing မှာကြာတဲ့အခါကျတော့သူဒီ OSPF နှစ်ခုသုံးတယ် redundant path နှစ်ခုသုံးတယ်တစ်ခုက T1 line သုံးတယ်တစ်ခုက Ethernet line သုံးတယ်သူ automatically Ethernet line က100 megabit ဆို cost နည်းတဲ့ဟာဘယ်သူဖြစ်သွားမလဲဆိုရင် Ethernet ဘက်ကဟာ cost နည်းမယ်ထားပါတော့အဲ့ရနေတစ်စင်ရွေးမယ်တကယ်လို့ဟိုသူ့ရဲ့ primary route အနေနဲ့ရွေးထားတဲ့ဟာပြတ်သွားပြီဆိုရင်alternatively သူ failover လုပ်ပေးမယ် administrator က manually သွားပြီးဘာမှလုပ်ပေးစရာမလိုဘူးသူ့ရဲ့ route ကိုရွေးပေးမယ်ပြီးတော့ static routing ဒီတကယ်လို့ဒါ network ကြီးက larger network ဖြစ်နေတယ် administrator ကတေချာလဲ configure လုပ်လို့routing concept လည်းတိတ်မရှိဘူး subnet mask တွေပါအကြောင်းတိတ်မသိဘူးဆိုရင် network တွေကြီးလာလေသူ့ရဲ့ administrative effort ပိုများလေအဲ့ခါကျတော့ static route ကိုမသုံးသင့်ဘူး dynamic routing လုပ်တဲ့အချိန်ကျရင်တော့ configuration ကလုပ်ရတာ simple ဖြစ်တယ် simple ဖြစ်တဲ့အခါကျတော့ dynamic routing သုံးလို့ရတယ်ဥပမာ static routing ဆိုရင်ဥပမာ BGP တို့ဟာဆိုရင် single home network single upstream provider နဲ့ပဲကိုကချိန်ထားတယ်အဲ့ဒါမျိုးဆိုရင်တော့ static default route only လေးနဲ့ဟိုမှာကိုသွားလို့ရတယ်တကယ်လို့ multi home transit provider နဲ့ချိန်ထားတယ်အဲ့ဒီဟာမျိုးဆိုရင်တော့ဥပမာကျမတို့ ISP တွေမှာ multi home provider နဲ့ဆိုရင်တော့ဘာလုပ်မလဲ enterprise တွေတို့ ISP large network တွေဆိုရင်တော့ကျမတို့ EBGP IBGP EBGP တို့ဘာလို့သုံးပြတဲ့အခါကျတော့dynamic routing သုံးမှအဆင်ပြေတယ်အဲ့တော့ဒါ static routing နဲ့ dynamic routing နဲ့ကြားထဲမှာ microtik မှာသူက D ဆိုရင်သူက dynamic ကိုပြောတယ် A ဆိုရင်ကျတော့ active C ဆိုရင်ကျတော့သူ connected လို့ပြောတယ် connected ဆိုရင် directly connected သူ့ရဲ့အရှိရဟာတွေကတန်းတဲ့ဟာတွေနဲ့တော့Cisco မှာဆိုရင် directly connected directly connected ဆိုရင်တော့ C ပဲဒီမှာကျတော့ active ဆိုတာကျတော့တကယ်လို့ဘာမှ active မဖြစ်နေတဲ့ interface က down နေတယ်ဆိုရင်သူဒီ active နေရာမှာမပေါ်ဘူးဥပမာ routing table မှာနှစ်ခုရှိနေတယ် static route နှစ်ခုတော့ထည့်ထားတယ်တကယ်လက်ရှိ run နေတဲ့ဟာဆိုရင်သူဘာလို့ပြရမလဲဆိုရင် A လို့ပြရမယ် active ဖြစ်နေတဲ့ဟာလို့ပြရမယ်အဲဆိုရင် microtik မှာ GUI ကနေလုပ်လို့ရတယ်လို့ကျွန်တော်တို့command line ကနေလည်းသွားလို့ရတယ်ဥပမာ simple case တစ်ခုအနေနဲ့ဆိုရင် router နှလုံးရှိတယ် router နှလုံးမှာမှဒီဘက် source က wireless LAN က 192.168.88.0 ဒီဘက်က 192.168.89.0 route တို့ရဲ့သဘောအတိုင်းသူဒီနှစ်ဖက်စလုံးကိုပြန်လုပ်ပေးမယ်ဆိုရင် IP route destination address /24 အဲ့ဒီမှာရေးထားတဲ့ဟာတွေကကျတော့သူ့ရဲ့ GUI မှာလုပ်ထားတဲ့ဟာအတိုင်းပဲ GUI မှာဆိုလည်းဘယ်ကိုသွားရမလဲဆို IP ကိုသွား
ပြီးရင် route ကိုသွားပြီးရင်သက်ဆိုင်ရာ destination ကိုသွားပြီးရင် gateway ကိုထည့်အဲ့လိုမျိုးပဲ command line ကလည်းဘာမှသိခက်မရှိဘူးပေါ့နော်သွားတဲ့ကို GUI မှာလုတ်ခဲ့တဲ့ဟာကိုပဲ /ib route အဲ့အတိုင်းပဲပြန်ပြီးမှရေးပြီးမှနှစ်ဖက်ကိုသက်ဆိုင်ရာ gateway ကိုထည့်ရမယ်အဲ့ gateway ကိုသွားမဲ့သွားခြင်းတဲ့ destination ကိုသွားမဲ့ gateway ဒီလည်း reachable ဖြစ်ဖို့လိုတယ်အဲ့တော့ routing information base ဆိုရင် every router တိုင်းမှာဘာရှိဖို့လိုလဲဆိုတော့ဒီ single route တွေရဲ့ information တွေကိုတင်ထားတဲ့ table တစ်ခု database တစ်ခုရှိဖို့လိုတယ်အဲ့ဒီဟာကိုဘာလို့ခေါ်လဲဆိုတော့ routing information base လို့ခေါ်တယ်ဒါဆိုရင် router ချောင်းစီရှိဖို့လိုတယ် route ဆိုတာဘာလဲဆိုတော့ a route is a record for the router to refer about which are the possible ways to reach a particular network သွားခြင်းတဲ့ destination ကိုရောက်နိုင်တဲ့ record မှန်သမျှကိုတင်ထားတဲ့ဟာတစ်ခုကိုဘာလို့ခေါ်လဲဆိုတော့ route လို့ခေါ်တယ်Routing information base is a table which contains list of the routes into the certain RIB ဆိုတာကြဘာလဲဆိုတဲ့အခါကျတော့အဲ့ဒီ destination ကိုသွားမဲ့အဲ့ route record တစ်ခုချင်းစီကိုတင်ထားတဲ့စုစည်းထားတဲ့ဟာတစ်ခုကိုကြတော့ဘာလို့ခေါ်လဲဆိုတော့ RIB လို့ခေါ်တယ် routing information base ဥပမာသူကဟိုဒီ RIB ထဲမှာကြတဲ့အခါကျတော့သူဒီရှိသမျှfeasible routes တွေအကုန်လုံးကိုသူက protocol တွေက calculate လုပ်တဲ့ရလာတဲ့ routes တွေအကုန်လုံးကိုသူမှတ်ထားပေးတယ်ပြီးတဲ့အခါကျဘာတွေပါလဲသူနဲ့ direct connected လုပ်ထားတဲ့ interface တွေပါတယ် administrator က manually လုပ်ထားတဲ့ static routes တွေပါတယ်ပြီးတော့မှသူ့မှာပါတဲ့ကျမတို့ distance ကပါလဲ cost ကပါလဲ hop count ကပါလဲအဲ့ဒီ information တွေပါတယ် route ကို filtering လုပ်မယ်redistribution လုပ်မယ်အဲ့ဒီ information တွေအကုန်လုံးကိုလည်းသူဘယ်ပေါ်မှာနေစမှာအခြေခံပြီးလုပ်သွားလဲဆိုတော့ RIB ပေါ်ကနေအခြေခံလုပ်သွားတယ် RIB ကိုကြည့်နေတယ်ဆိုရင်စောစောကလိုပဲ IB တဲက route တဲက route ဆိုတဲ့ဟာကိုကြည့်တယ်ဆိုရင်သူ့ရဲ့ RIB table တွေ့လို့ရတယ်ဒါ microtik ကိုဒါလုပ်ပြီးပြီဆိုရင်ကျွန်မ presentation နားထောင်ပြီးအိမ်မှာရှိတဲ့ router လေးတစ်ခုနဲ့ကိုမှစမ်းကြည့်လို့ရတယ်ဒါ simple network တစ်ခုကိုကိုယ့်အကိုစမ်းပြီးတော့မှmicrotik စသုံးမဲ့သူတွေအတွက်တော့ပိုအဆင်ပြေမဲ့ထင်တယ်ဒါဆို static တော့ဘယ်လို configure ချမလဲဆိုတော့သူသွားချင်တဲ့ destination network ရဲ့ destination network ကိုထည့်ပြီးသူ့မှာကျတော့ subnet mask ဆိုပြီးမပါဘူး /တန်ဖိုးနဲ့ပဲပါတယ် /24/28/29 ပြီးရင်သွားချင်တဲ့ gateway ကိုထည့်ပေးရမယ်gateway ဒီ next hop router ရဲ့ gateway ထည့်လို့ရသလိုကိုနဲ့အဲ့ next hop ကိုသွားမဲ့ exit interface ရဲ့ဟာကိုလည်းထည့်လို့ရတယ်။အောက်မှာ static route မှာ2မျိုးရှိတယ် next hop ကိုထည့်တယ်ဆိုရင်သူ့ရဲ့ static route ရဲ့ administrative distance က1အနေနဲ့ရှိတယ်။ exit interface ကိုထည့်တယ်ဆိုရင် static route ရဲ့ administrative distance က0အနေနဲ့ရှိတယ်။ဒါတော့သူ့ရဲ့ routing table မှာပြပါနော် B အသေးဆိုရင် BGP O အသေးဆိုရင် OSPF ဒါတော့သူ့ရဲ့ routing flag တွေကကြတော့ table မှာကြည့်တယ်ဆိုရင်ဒါကိုကြည့်ပြီးတော့မှ troubleshoot လိုက်တယ်ဆိုရင်ကိုယ့်ရဲ့ route ဒီတကယ်အလုပ်လုပ်လား active ဖြစ်နေလား running ဖြစ်နေလားဒါဒီ manually လုပ်တဲ့ဟာဆိုရင် D လို့ဘယ်တော့မှပြမှာမဟုတ်ဘူးprotocol ကိုသုံးတယ်ဆိုရင် D လို့ပြမယ် DAO ဆိုရင်ဒီ route ဒီတကယ် running ဖြစ်နေတယ် dynamically route လုပ်နေတယ် active ဖြစ်နေတယ် OSPF နဲ့ run ထားတယ်နောက်တော့ connectivity စစ်ချင်တယ်ဆိုတော့လူတိုင်းသိမှာပေါ့နော်သူ့ထဲက tools ထဲကနေ ping ကိုလုပ်လို့လဲရတယ်ဒါမှမဟုတ်ရင်လည်းသူ့ရဲ့ new terminal ကနေတစ်စက်မှာ ping ဆိုပြီးတော့မှ direct တခါတည်းကိုသွားခြင်းတဲ့ destination network ကို ping လုပ်လို့ရတယ်Okay အဲ့ခါကျတော့ကျွန်မ static route နဲ့ပြောပြီးတဲ့ခါကျတော့ open shortest path first ကိုပြောမယ် classless routing protocol တခုဖြစ်တယ် classless ဆိုတာကျတော့သူဒီ RIB version 1ဆိုရင် classful ပဲသွားတယ် classless ကကြတဲ့ခါကျတော့ different prefix length တွေ different subnet mask တွေသုံးပြီးတော့မှ run လို့ရတယ်သူ routing updates ကြော်ညာတဲ့အချိန်မှာအဲ့ various subnet mask ကိုလက်ခံတယ် run
OSPF ကပြည့်အခါကျတော့ IP ပေါ်မှာသူ run တဲ့ protocol သူကိုယ်တိုင်သူ TCP ကိုသုံးတာလည်းမဟုတ် UPDP ကိုသုံးတာလည်းမဟုတ်သူကိုယ်တိုင် IP သုံးတယ် protocol number က89အနေနဲ့ရှိတယ် OSPF မှာ version နှစ်မျိုးရှိတယ် OSPF version 2 version 3 version 2က V4 အတွက် version 4က version 3ကကျတော့ IPv6 အတွက်အဲ့မှာ तू က link state routing protocol ဖြစ်တယ် link state routing protocol ဆိုတဲ့အတိုင်းပဲသူ့မှာဘာရှိလဲဆိုရင်သူ့ရဲ့ own link state database ကိုတင်ထားတယ် network topology changes ဖြစ်တိုင်း entire routing table ကို update လုပ်တာမဟုတ်ဘဲနဲ့သူဒီ changes ကိုပဲ update လုပ်တယ်ဒါကတော့ပြော open standard routing protocol ဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီ every vendor အတွက်ကို specific ဖြစ်တယ်အဲ့မှာ RFC 5340လို့ပြောတယ် RFC standard လောက်ထားတဲ့ဟာမှန်သမျှဒီဘယ် vendor ကလာလုပ်လို့ရတယ် Microtik ကလည်းဒီဟာကို support လုပ်လို့ရတယ် Juniper လည်း support လုပ်လို့ရတယ်အဲ့ဒါကြတော့သူဒီ every vendor မှာသုံးလို့ရတဲ့ဟာမှာပါတယ်ပြီးတော့မှသူသုံးတဲ့ဟာဒီ SPF algorithm ဒီ best path ဆိုတဲ့ algorithm ကိုသုံးတယ် routing table best path ကိုလုပ်ဖို့အတွက်ပြီးရင် area တွေနဲ့ခွဲပြီးတော့မှ network ကို stable ဖြစ်ဖို့အတွက် hierarchical network design scheme ကိုသုံးတယ်ပြီးတော့မှ multiple area ခွဲထားတဲ့ design ကိုသုံးတယ်ဒါတော့အားလုံးသိမှာပါဒါ multiple area ခွဲထားပြီးတော့မှ area border router ဆိုတာတချို့ interface တွေက backbone area ထဲမှာရှိပြီးတော့မှတချို့ interface တွေက other area ထဲမှာရှိနေတယ်အဲ့ဒီကဟာကိုကျတော့ area backbone router လို့ခေါ်တယ်internal router ဆိုတာကျတော့ single area ထဲမှာရှိတဲ့ router တစ်လုံးကိုကျတော့ internal router လို့ပြောမယ်ဥပမာဒီမှာပြောထားသလိုမျိုးအပြင်ကလာတဲ့ route တွေဒီ redistribute လုပ်လာတဲ့ route တွေဥပမာ connected route static route BGP RIP အဲ့ဒီကအပြင်က redistribute connected the redistribute static ဖြစ်ပြီးတော့မှဒီဘက် OSPF ထဲကို inject လုပ်ထားတဲ့ route တွေကိုကြတော့အဲ့ဒီနှစ်ခုကြားမှာဆက်သွယ်ထားတဲ့ router ကိုကြတော့ဘာလို့ခေါ်လဲဆိုရင် autonomous system boundary router လို့ပြောမယ်ဆို area တွေဘာလို့ခွဲတာလဲဆိုတဲ့အခါကျတော့ calculation best path ဖြစ်ဖို့ manage လုပ်ရတာလွယ်ကူအောင်လို့ network ကိုလည်းပို့ပြီးတော့မှ area တွေများခွဲပြီးမှ router မှာ network ကိုထပ်ပြီးတော့မှ scalable ထပ်ပြီးတော့ချိန်လို့ရတယ် routing traffic တွေကို reduce ဖြစ်စေတယ်ဒါတော့ကျွန်မ single area အနေနဲ့ဟိုမှာ sample ပြမယ်ဆိုရင်ဒီစောစောက static route ကိုပဲဒီမှာ single area 0နဲ့ဟိုမှာပြန်ပြီးတော့မှ configure လုပ်ပြလို့ရတယ်ဒါဆိုရင် OSPF မှာ configure ချမယ်ဆိုရင်အဓိက basic 3မျိုးစလုပ်ရတယ်အဲ့ဒါတော့ OSPF မှာ instance ဆိုတဲ့ဟာတစ်ခုရှိတယ်အဲ့ instance number တစ်ခုကိုအရင်ဆုံး enable instance ကိုစ create လုပ်ပေးမယ်ပြောမှသူအဲ့ကိုသုံးမဲ့ဟာဒီဘယ် area တော့ area ဒီ 32bit ID area number တစ်ခုရှိရမယ် 32bit ဆို area 0.0.0 လား area 0.0.1 လားပြော network ဆိုရဲကို advertise လုပ်မယ်ကို own link ရဲ့ network information ကိုထည့်ပေးရမယ်ဒါဒီ Microtik မှာ OSPF လုပ်မယ်ဆိုရင်အခြေခံစပြီးတော့မှလုပ်ရမယ်3 items ထဲမှာပါတယ်ဒီကကျတော့ OSPF instance တစ်ခုစ create လုပ်မယ်ဒါဆို every OSPF တိုင်းမှာဘာရှိဖို့လိုလဲဆိုတော့ instance number တစ်ခုရှိဖို့လိုတယ် router ID ဒီ 0.0.0 ဖြစ်လို့ရတယ်ဒါပေမဲ့ 0.0 အနေနဲ့ထားခဲ့လဲပဲသူဒီဘာကိုရွေးမလဲဆိုတဲ့အခါကျတော့ route physical interface တဲက loopback ရှိရင် loopback ထဲက router ကိုအကြီးဆုံးကိုရွေးမယ် physical interface ရှိရင် physical interface ထဲကအကြီးဆုံး ID ကိုရွေးမယ်အဲ့ဒီကနေဒီမှာ redistribution လုပ်ချင်တယ်ဆိုရင်ဒီမှာ default route injection လုပ်ချင်တယ်ဆိုရင် redistribute default route redistribute connected redistribute static redistribute RIP အဲ့မှာ redistribute other OSPF ဆိုပြီးတော့မှအဲ့မှာကိုဒီရွေးချင်တဲ့ဟာကိုရွေးလို့ရတယ်ဒါမှမဟုတ်ရင်လေ router ID ကိုရွေးလုပ်ချင်တယ်ဆိုရင် 0.0.0.1 ဒါမှမဟုတ် 100.100.100 တက်ဆိုင်ရာကြိုက်တဲ့ဟာတစ်ခုကိုကိုသွားပြီးတော့မှသုံးလို့ရမယ်ဒါဆိုရင်ဒါ loopback နဲ့လုပ်တယ်ဆိုရင်ဒါဆို loopback တစ်ခု create လုပ်မယ်Microtik မှာ loopback create လုပ်တာကြတော့ bridge တစ်ခု create လုပ်လိုက်ပြီးအဲ့ bridge ကိုတစ်ခုကို IP ပေးလိုက်တယ်ဆိုရင်ဒါ loopback ဖြစ်သွားဒါပေမဲ့ bridge ထဲမှာဘာ physical interface မှမထည့်ဘဲနဲ့ကိုယ့်အကိုပဲ bridge တစ်ခု create လုပ်လိုက် bridge တစ်ခု create လုပ်ပြီး bridge name ကိုကျွန်မဆိုရင်အခုဆိုရင် bridge name ကို loopback 0လို့ပေးလိုက်တယ် loopback 0လို့ပေးပြီးအခါကျတော့ IP address တစ်ခု create လုပ်လိုက်တယ်အဲ့ဒါဆိုရင် तू က loopback ဖြစ်သွားအောင်loopback ဖြစ်သွားရင်လည်း loopback ရှိတယ်ဆိုရင် loopback ထဲကနေဒီမှာ highest ကို router ID အနေနဲ့ပြန်ရွေးပေးမယ်ဒါဆို router ID ဆိုတာဘာဖြစ်ရမလဲဆိုတော့
must be unique တခုနဲ့တခု router ID တခုနဲ့တခုလုံးဝတူလို့မရဘူးဒါတော့ OSPF instance configuration ကဒီမှာသွားလုပ်မယ် backbone area ဆိုရင်ဒီမှာဆိုရင် routing နဲ့က OSPF ထဲကသွားပြီးတော့မှ area ဆိုတဲ့ဟာမှာသွားလို့ရတယ် area ထဲမှာဒီမှာ area 0ဆိုရင် area 0ထဲမှာရှိမယ်အဲမှာသူ့ရဲ့ area ID ပါမယ် routing OSPF area အသစ် create လုပ်ရှင်နေဆိုရင်ဒီမှာ plus လုပ်ပြီးတော့မှ new ဆိုပြီးတော့မှသက်ဆိုင်ရာ area လေးကို area name နဲ့ 0.0.0.1 အဲ့မှာ create လုပ်လို့ရတယ်ဒီမှာ area type ရှိတယ် area type ဒီပုံမှန် default ဟာရှိတယ်အားလုံးသိတဲ့ step area ရှိမယ် NSSA area ရှိမယ် NSSA ဆိုတာကျတော့ not so step areaသူရဲ့ OSPF မှာ cost တွေကို create လုပ်ချင်တယ်ဆိုရင်ဒါ interface မှာပေါ့နော် interface မှာကိုယ့်ရဲ့ cost ကိုကျူးလို့လို့ရတယ် IP OSPF priority ဆိုပြီးဟိုမှာ Cisco မှာချိန်လို့မျိုးပဲဒီမှာ priority ကိုအရင်ဆုံးချိန်နေတယ်ဥပမာ designated router ရွေးမယ် priority တဲ့အငယ်ဆုံးဟာရွေးတယ်ဒါပါတော့အဲ့ဒါဆိုရင် priority ကိုချိန်လို့ရတယ် authentication ချိန်လို့ရတယ်ဒါကတော့သူ့ရဲ့ဘယ်ထက်ကနေသွားမလဲဆိုတော့ interface ထဲမှာOSPF priority ချိန်လို့ရတယ် authentication ချိန်လို့ရတယ်မှာ hello timer dead timer OSPF မှာ neighbor ဖြစ်ဖို့အတွက်ဆိုရင်သူ့ရဲ့တခုနဲ့တခု neighbor discovery လုပ်တဲ့အချိန်မှာ hello packet တွေသွားတဲ့အချိန်မှာကြာချိန်ဘယ်လောက်လဲဟိုဘက်ကရောက်လာတဲ့ acknowledgement ကိုစောင့်နေတဲ့အချိန်မှာ within 40 minutes အတွင်းမှာမရောက်ဘူးဆိုရင်ဒီ neighbor dead ဖြစ်တယ်လို့ကျင်ညာဆိုရင် dead timer အဲ့ hello timer dead timer တွေကိုလည်းသွားချိန်လို့ရတယ်ဒါပေမဲ့ hello timer ဒီ dead timer တဲ့အနည်းဆုံးတော့3 times ကြီးဖို့လိုတယ်ဒါဆိုတော့ instance တစ်ခုပြီးပြီ area configuration ချပြီးပြီနောက်တစ်ခါ interface မှာလည်းထည့်ပြီးပြီကိုယ့်ရဲ့ OSPF ထဲမှာပါမယ့် interface နောက်တစ်ဆင့်အနေနဲ့ဘာလုပ်ဖို့လိုလဲဆိုတော့ network တစ်ခုကိုထည့်မယ် network တစ်ခုဆက်ထည့်မယ်ဆိုရင်ကိုထည့်ခြင်းတဲ့ network ဒီကိုကျွန်မ network ဆိုရင် 192.168.10/24 ဆိုရင် /24 ပေါ့နော်ပြောမှာ 89.0/24 သူကဘယ် area ထဲမှာထားမှာလဲအဲ့မှာ area ကိုပြန်ပြီးတော့မှရွေးလို့ရတယ် backbone area လား area 1နဲ့မှာရှိတာလားဒါကြတော့ hello packet ပို့မယ် interface နှစ်ခုဒီ directly connected ဖြစ်ပြီးတဲ့အခါကျတော့ hello packet တွေလာပို့မယ်အဲ့ hello ထဲမှာဘာ information တွေပါလဲ router ID ပါမယ် dead interval hello interval ပါမယ် area ID ပါမယ်သူရဲ့ designated router IP backup designated router IP authentication password သူမှာ step area လောက်ထားတာရှိလား step neighbor discovery ကဥပမာ broadcast multi access မှာဆိုရင်တော့သူက multicast နဲ့သွားတယ် point to point လောက်ထားတယ် OSPF network ကို point to point လောက်ထားတယ်ဆိုရင်တော့သူကအဲ့က neighbor discovery လောက်တဲ့အချိန်မှာ unicast နဲ့သွားမယ်ဒါဆို OSPF မှာ interval times တွေချိန်တာစောစောကပြောတယ်retransmit interval acknowledgement လုပ်တဲ့အချိန်မှာပြန်ပြီးတော့မှစောင့်နေဟာ transit delay ရှိတယ် the estimated time router takes to transit link state packet တခု interface မှာဘယ်လောက်သွားဖို့အတွက်ကြာမလဲဆိုပြီးမှတောင်းနေဟာ hello packet ကကျတော့ hello packet every 1 second နိုင်အောင်မှာ hello packet ဘယ်နှခါတည်းတစ်ခါတိုင်းသွားမလဲအဲ့လိုမျိုးပြော dead interval ကကျတော့တကယ်လို့ဟိုဘက်က hello မကြားခဲ့ဘူး neighbor စီက hello ကိုဘယ်နှမိနစ်အတွင်းမှာမကြားဘူးဆိုရင်ဒီ neighbor down ဖြစ်တယ်လို့ advertise လုပ်မလဲအဲ့ဒီဟာတွေဒီဘက် network မှာထားတဲ့ setting နဲ့ဟိုဘက် network က neighbor မှာထားတဲ့ setting နှစ်ခုဒီလုံးဝ exactly match ဖြစ်တဲ့အချိန်ကျမှသာ neighbor ဖြစ်မယ်ဒီဟာတွေကိုဒီမှာ configure လာချပေးလို့ရတယ်နော်နောက်တစ်ခါကျတော့ BFD ကကျတော့ သူက hello protocol ကနေသူက hello protocol ကို check လုပ်ပြီးမှ neighbor reachability ဖြစ်သွားပြီဆိုရင်နောက်ထပ် detect သိတဲ့ဟာ BFD neighbor ကိုမှသူက detection ကိုfailure ဖြစ်တာကို detection လုပ်အောင်လုပ်ပြီးတော့မှနောက်တစ်ခုနဲ့ automatically သူပြန်ပြီးမှ redundant route တစ်ခုကိုပြန်ရှာပေးတဲ့ feature တစ်ခုပါတယ်
တကယ်လို့ BFD feature ကိုသုံးချင်တယ်ဆိုရင်ကျမတို့ကဘယ်မှာပြန်သုံးပေးရလဲဆိုတော့ use BFD ဆိုတဲ့ဟာတစ်ခုသုံးလို့ရတယ်သူဒီ convergence time မြန်အောင်လို့ OSPF မှာ neighbor တောင်းသွားတယ်ဆိုရင် automatically link ကို failure ဖြစ်တာကိုမြန် calculation လုပ်တာမြန်အောင်လုပ်ပေးပြီးတော့မှ failure link detection ကို failure ဖြစ်တဲ့အချိန်မှာ faster ဖြစ်အောင်လို့ convergence ပိုမြန်အောင်လို့လုပ်ပေးတဲ့ feature တစ်ခုအဲ့ဒီဟာကို on ချင်တယ်ဆိုရင်ဒီမှာ use BFD ဆိုတဲ့ဒီ click မှာသွားပြီးတော့မှ on လို့ရတယ်ဒါလည်းသူစီမှာအားလုံး router လေးရတာတေးသေးလေးပဲမဲ့ကျန်တဲ့ feature တွေအကုန်လုံးတော့ဒီအကုန်လုံး Cisco တို့မှာရော Microtik တို့ဟို Juniper တို့မှာရောပါတဲ့ဒီ special feature တွေအကုန်လုံးကိုဒီမှာတွေ့ရတယ်နောက်တစ်ခုကကျတော့ table မှာဆိုလဲ OSPF မှာ neighbor table ရှိမယ် adjacency table ရှိမယ် adjacency table neighbor တစ်ခုဖြစ်ဖို့အတွက်ဆိုရင်စုစုပေါင်းအောင်ဆိုရင် adjacent ဖြစ်ဖို့အတွက်ဆိုရင် down လုံးဝ OSPF လုံးဝ hello packet တွေတရားတစ်ခုမဆင်းရတဲ့အချိန်ဆိုရင် down state initialization state ပြီးရင် two way state ဆိုရင်ကျတော့ဟိုဘက်နဲ့ဒီဘက်နဲ့ဟိုမှာ hello packet bidirectional communication ဖြစ်ပြီးတော့မှ hello packet မြင်သွားတယ်ဆိုရင် two way state ပြီးတော့မှအဲ့မှာ packet တွေ link state update packet တွေ link state request packet တွေစပြီးတော့မှ database ကို exchange စလုပ်ပြီးတော့ဆိုရင် start stage exchange state loading state နောက်ဆုံး full လေးဖြစ်သွားတဲ့အချိန်ကျရင်တော့ full adjacency state ကိုပြန်ပြောင်းသွားတယ် link state database ဆိုတာကျတော့ဘာလဲဆိုတော့ကို area တစ်ခုထဲမှာရှိတဲ့ LSA type တွေ area border router ပို့တဲ့ဟာတွေ internal router ပို့တဲ့ link state information တွေမှန်သမျှကိုတင်ထားတဲ့ဟာကို link state database လို့ခေါ်တယ် routing information base ထဲမှာကျတော့ဘာလဲဆိုတော့သူအဲ့ဒီကနေဒီမှာ compute လုပ်လိုက်တဲ့ possible routes တွေအကုန်လုံးကိုထည့်လိုက်တဲ့ route ကိုကျတော့ဘာလို့ခေါ်လဲဆိုတော့ routing information base လို့ပြောမယ်ဒါဆိုရင်သူမှာ redistribute လုပ်လို့လည်းရတယ်စောစောကကျွန်မပြောလို့ redistribute ဆိုတာကျတော့ external ကလာတဲ့ route တွေကိုဘယ်လိုလက်ခံမလဲ external ကနေလာတဲ့ route တွေဆိုရင်ဥပမာ directly connected ဆိုရင်လည်း redistribute connected OSPF ရဲ့ area ထဲမှာမပါဘူးဒါပေမဲ့သူ့ကို directly connected route ကို OSPF ထဲကို inject လုပ်ထည့်ခြင်းနဲ့ဆိုရင် redistribute connected static route တစ်ခုထည့်လိုက်တယ် static route ကို OSPF area ထဲကို OS ဆိုရင်ဒီမှာ redistribute static နေရာမှာ yes ထည့်ပေးလိုက်မယ် redistribute RMB ဆိုရင်လည်းဒီမှာ redistribute RMB မှာထည့်ပေးမယ် redistribute BGP ဆိုရင် BGP မှာလာထည့်ပေးမယ်ပြီးတော့မှအားလုံးသိရတဲ့ metric type မှာ OSPF မှာ metric type ကနှစ်ခုရှိတယ် metric type 2နဲ့ metric type 1 external ကလာတဲ့အချိန်မှာအတွင်းထဲကမြင်နေဆိုရင် external ရဲ့ cost only က10ပဲရှိတယ်ဆိုရင်10အနေနဲ့ပဲမြင်နေတယ် external type metric type 2 10 external cost က10ဆိုရင် AS type ကို metric type ကို2တကယ်လို့ကို network မှာ external plus internal cost ကိုပေါင်းပြီးတော့မှ metric ကိုမြင်နေတယ်ဆိုရင် metric type ကို type 1လို့ပြောလို့ရတယ်အဲ့ဒီကဟာကိုဒီထဲမှာဘယ်မှာသွားပြင်လို့ရလဲဆိုတော့အဲ့ဒီကဟာဒီမှာမဟုတ်နောက်တစ်နေရာမှာသွားပြင်လို့ရသေးတယ် AS type 1နဲ့ AS type 2ဆိုပြီးတော့ဒီ redistribute other OSPF route ဆိုတဲ့နေရာမှာ drop down လေးကိုထိုးလိုက်တယ်ဆိုရင် metric type ကိုသွားပြီးတော့မှဝင်ပြင်လို့ရတယ်နောက်တစ်ခါကျတော့ filtering routing ကို filtering လုပ်မယ်ဆိုရင်ဒီအောက်ကဟာနဲ့သွားလို့ရတယ် OS in filter နဲ့ out filter ဆိုပြီးတော့မှနှစ်မျိုးရှိတယ် in filter ဆိုရင်ကြတော့ဝင်လာတဲ့သူဒီဒါပေမဲ့ external route မှာပဲ external network တွေကိုပဲသူ filter လုပ်တယ်ကိုယ်စီဝင်လာတဲ့ incoming တွေကို filter လုပ်ချင်တယ်ဆိုရင် OSPF in နဲ့သွားမယ် outgoing တွေကို filter လုပ်ချင်တယ်ဆိုရင် OSPF out နဲ့သွားမယ်ဒါ incoming filtering ရော outgoing filtering ရောကို support လုပ်တဲ့ feature ပါတယ်နောက်တစ်ခုကကျတော့ network type network type မှာတော့ဒီ microtik မှာကြာရင်သူ ethernet ပဲ support လုပ်တယ်ဒါဟိုဟာ serial တွေပါတော့မရှိသူဒီ ethernet ကိုပဲ support လုပ်တယ်ဒါပေမဲ့သူ့မှာ network type ကိုရွေးချယ်လို့ရတယ် network type ကိုရွေးချယ်လို့ရဆိုရင် broadcast ဆိုရင်ဥပမာ ethernet network ဆိုရင် broadcast network ပြီးရင် point to point network ဆိုရင် point to point network ရှိမယ် non broadcast multi access ရှိမယ် point to multi point ရှိမယ်ဒါဆိုရင် designated Ethernet broadcast multi access network တွေမှာဆိုရင်ကျမတို့က LSA packet flooding ဖြစ်တာကို reduce လုပ်ဖို့အတွက် designated router နဲ့ backup designated router ဆိုပြီးမှရွေးချယ်ပေးဖို့လိုတယ်အဲဆိုရင် DR/BDR election ရွေးပေးရမယ်တကယ်လို့ point to point network ဆိုရင်တော့ DR/BDR election designated router backup designated router ရွေးစရာမလိုဘူး point to multi point ဆိုရင်လည်းရွေးစရာမလိုဘူး
အဲ့ဒီ network type တွေကိုဘယ်မှာသွားပြင်လို့ရလဲဆိုတော့ routing နဲ့က OSPF တဲ့က interface တဲ့က network type ဆိုတဲ့နေရာမှာ network type ကို drop down list မှာကြည့်လိုက်တယ်ဆိုရင် broadcast တွေ့မယ် NBMA တွေ့မယ် point to point တွေ့မယ် point to multi point တွေ့မယ်အဲ့မှာ network type တွေကိုဝင်ပြီးတော့မှချိန်လို့ရတယ်ဒါအခုကျွန်မnetwork type ကိုပြထားတာ broadcast ရဲ့ NBMA ရဲ့ point to point ရဲ့ point to multi point ရဲ့အဲ့ဒါဆိုရင်၄ပါးကြည့်တဲ့အချိန်မှာ broadcast ဆိုရင်တော့ तू က DR PDR ဘယ်ဟာ DR လဲဘယ်ဟာ designated router လဲဘယ်ဟာ backup designated router လဲ तू ရွေးပေးတယ် point to point ဆိုရင်ဘာမှရွေးစရာလိုမှာမဟုတ်ဘူး तू ဘာမှမပြဘူး dash နဲ့ပဲပြမယ်ဒါတဲ့အခါကျတော့ point to multi point မှာဆိုလဲရွေးစရာမလို non broadcast multi access network ရွေးပေးရတယ်ဒီမှာဆိုရင် largest priority က DR ဖြစ်သွားမယ် broadcast မှာဆိုရင် and non broadcast multi access designated router backup designated လို့ရ point to point မလိုဘူး point to multi point မလိုအပ်ဘူးနောက်တစ်ခုကကျတော့ authentication ဒီမှာလဲ authentication support လုပ်လွယ်နေပါနှစ်ခုဖြစ်ဖို့ကိုက routing ဒီ route information ဒီ valid source ကနေလာတဲ့ဟာလားဆိုတာကိုပြန်ပြီးမှ route ကို authentication လုပ်တဲ့ဟာဆိုရင် authentication type နှစ်ခုရှိတယ်clear text နဲ့ MD5 အဲ့ဒါလဲ Cisco မှာလုပ်တဲ့အလုပ်လိုပဲ IP OSPF authentication လိုမျိုးပဲသူ့မှာလဲဒီမှာလဲ simple နဲ့ simple ဆိုရင်လုံးဝ clear text နဲ့သွားတဲ့ဟာရှိတယ်သူရဲ့ key ထားပေးရမယ် MD5 ဆိုရင်ကျတော့သူ encrypted key နဲ့သွားမယ်အဲ့မှာဆိုရင် authentication key ဒီလုံးဝ same authentication key နေပါနှစ်ခုဒီ same authentication key type ဖြစ်ရမယ်ဒါဆိုနေပါOSPF နေပါဖြစ်ဖို့အတွက်ဆိုရင်အခြေခံဘာတွေမဖြစ်မနေဖြစ်ဖို့လို့လဲ same subnet ဖြစ်ဖို့လို့တယ် hello interval နဲ့ that interval တွေတူရမယ် same area ဖြစ်ဖို့လို့တယ်ပြီးတော့ interface နှစ်ခုမှာ MTU size ထားရင် MTU size the same MTU size ဖြစ်ဖို့လို့တယ်တစ်ဖက်က1450ထားလိုက်တယ် tunnel ပေါ်မှာထားတယ်ဆိုပြီးတော့သူကတစ်ဖက်ကကျတော့ပုံမှန်အတိုင်း1518ထားလိုက်တယ်အဲ့နှစ်ခုဒီနေပါဖြစ်မှာမဟုတ်ဘူး same MTU size ဖြစ်ဖို့လို့တယ်ပြီးတော့ passive interface လုပ်မထားအောင် passive interface လုပ်ထားတယ်ဆိုတစ်ဖက်က passive interface ဆိုရင်သူက passive interface OSPF မှာ passive interface လုပ်ရင် hello backup ကိုမပို့တော့ဘူး passive interface ကတစ်ဖက်လုံးလိုက်ရင် hello backup နှစ်ဖက်စလုံး sync မဖြစ်တဲ့ခါကျတော့ two way state မှာလည်းမရတော့ဘူးအဲ့ဆို passive interface မဖြစ်ရဘူးတကယ်လို့ authentication configure ချထားရင်လည်း same authentication ဖြစ်ရမယ် same key ဖြစ်ရမယ်အဲ့ဒီခါကျမှ OSPF နေပါနှစ်ခုနေပါဖြစ်မယ်ဒါကတော့ကျွန်မနေပါဖြစ်တဲ့ဟာဆိုရင်ဒီမှာ full state ရှိတယ် full state ဆိုရင်ဒါလုံးနေပါဖြစ်တယ်စောစောကတော့နေပါဖြစ်ဖို့အတွက်အဆင့်9ဆင့်လိုတယ်ပြောတယ် init state down state h state loading ဒီပဲနောက်ဆုံး full ဆိုရင်ဒီမှာဆိုရင်နေပါနှစ်ခုဒီလုံးဝ fully adjacent ဖြစ်သွားမယ်ဒီမှာကျတော့ဒီဟာကကြဘာပြရလဲဆိုတော့ link state database ကိုကြည့်တာ link state database table မှာဆိုရင်အားလုံးဒီမှာပေါ့ဟိုဟာ router OSPF မှာဆိုရင်သူ့ရဲ့ route LSA type တွေအများကြီးရှိတယ် LSA type ဆိုရင် link state database မှာဘယ်ဟာက LSA type ကစုစုပေါင်းတော့အဓိက main သိရမယ်5ခုသိရမယ် LSA type 1 type 2 type 3 type 4 type 5အဲ့မှာဆိုရင်ဒီ LSA type တွေနဲ့ရဲ့ information မှာ LSA type 1ဆိုရင် every router ကနေတစ်စက်မှာ generate လုပ်လိုက်တဲ့သူ့ရဲ့ own link အကြောင်း information တွေကိုပို့တယ်ဆိုရင် LSA type 1 LSA type 1ဆိုရင် type 1ရှိမယ် network LSA ဆိုရင် broadcast multi access network မှာ designated ကပို့လိုက်တဲ့ဟာတွေဆိုရင် LSA type 2 area border ကနေပို့လိုက်တဲ့ဟာဆိုရင် LSA area border ကနေတစ်စက်မှာ summary route တွေကိုပို့လိုက်တယ်ဆိုရင် LSA type 3 area border router ကနေတစ်စက်မှာ autonomous system boundary router ကိုဘယ်လို reachable ဖြစ်မလဲလို့ပြောတဲ့ဟာဆိုရင် LSA type 4 external route ကနေ redistribution လုပ်ပြီးတော့မှရောက်လာတဲ့ route တွေဆိုရင် LSA type 5ဆိုပြီးတော့မှ LSA type တွေရှိမယ်အဲ့ LSA type တွေကိုလည်းဒီရဲ့ information တွေ link information တွေကြည့်နေတယ်ဆိုရင်ဘယ်မှာကြည့်ရဆိုဒီမှာ routing တွေက OSPF တွေက LSA ဆိုတဲ့ဟာမှာကြည့်လို့ရတယ်ပြီးရင် route ဆိုတဲ့ဟာမှာလည်းသူ့ရဲ့ cost and mode ပါမယ်ဒါကြောင့် LSA type တွေအကြောင်းပြောတာပါเนาะ LSA type 1 type 2 type 3 type 4 type 5ပြောသူဒီမှာ NSSA ဆိုတဲ့ဟာရှိသေးတယ် not so stable area လို့ခေါ်တယ် not so stable area ဆိုတာကျတော့
other external area ကနေလာတဲ့ autonomous system ကလာတဲ့ဟာဆိုရင်တော့မရဘူးဒီသူ့ရဲ့ router ကိုယ်တိုင် NSS တွေလောက်ထားတဲ့ router ကိုယ်တိုင်မှာ external route လာတယ်ဆိုတော့သူစီကဝင်လာတဲ့ဟာကို type 7နဲ့ဝင်လာပြီးတော့မှ other area ကိုပြန်ပြီးပို့တဲ့အချိန်မှာ LSA type 5အနေနဲ့ပြန်ပို့ပေးတဲ့ဟာမျိုးကြတော့ NSSA လို့ခေါ်တယ်ဒီ LSA type တွေရဲ့အလုပ်လုပ်ပုံကလည်း Microtik မှာအလုပ်လုပ်တဲ့ပုံစံလည်းသူ Cisco မှာအလုပ်လုပ်တဲ့ပုံစံအတိုင်းပဲအတူတူပဲပြီးတော့မှ OSPF မှာ area type မှာ step area ထားလို့ရတယ် Microtik step area က Cisco မှာရှိတဲ့ step area နဲ့နည်းနည်းကွာတာပါလဲဆိုတော့သူက default အတိုင်းက totally stepy area ဖြစ်သွားတယ် step area ဆိုတာပုံမှန်တိုင်းကျမတို့နားလည်တာကကြတော့ external ကလာတဲ့ဟာကို default route အနေနဲ့လက်ခံပြီးတော့ summary route ကိုလည်းလက်ခံတယ် default route plus summary route ကိုလက်ခံရင် step area လို့ပြောတယ် totally stepy area ကျတော့ summary route ကိုပါလက်မခံတော့ဘဲနဲ့ default route only ကိုပဲလက်ခံတာကျတော့ totally stepy area Microtik မှာကျွန်မစမ်းကြည့်တဲ့အချိန်မှာ step area ကို OSPF step လုပ်လိုက်တဲ့အချိန်ကြီးသူဒီ totally stepy area အနေနဲ့ပဲသွားတယ် only default route ကိုပဲရတယ် no summary route summary route ကိုမပို့တော့ဘူး summary route မပို့တဲ့အခါကျတော့ summary route ကိုထည့်ခြင်းနဲ့ဆိုရင် injected ကိုအနေနဲ့ redistributed summary route ဆိုပြီးမှ summary route ကိုပြန်ပြီးတော့မှပြန်ထည့်ပေးတဲ့အချိန်မှာမှ Cisco မှာရှိတဲ့ step area အတိုင်းသူပြန်အလုပ်လုပ်တယ်အဲ့တော့အခုအချိန်ရလဲနည်းနည်း limitation ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါကတော့ဒီ Microtik မှာ OSPF ကို basically ကိုစပြီးတော့မှစမ်းကျင်တယ်စသုံးကျင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာမျိုးကိုစပြောတာပါเนาะအဲ့မှာ question and answer ရှိသေးမလားမသိဘူးAny question? အဲ့ဆိုတော့ဒီရပြီးပြီဆိုရင်အခု router လေးလည်းရဆိုရင်ကိုယ့်ကို router 2လုံးလောက်ရှိတယ်ဆိုရင်ဒါမှမဟုတ် router free OS license တစ်ခုရှိတယ်ဆိုရင်အိမ်မှာလည်း VMware ပေါ်မှာ OS ကိုထည့်ပြီးအခါကျတော့ကိုယ်မှာရှိတဲ့router လေးတစ်လုံးနဲ့ဥမာပြန်ပြီးတော့မှ OSPF စဆန်းလို့ရပြီးတော့မှနောက်ကြရင်တော့ real world ကိုယ့်ရဲ့ network မှာသုံးချလို့ရမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်Thank you for your presentation. Okay.